ကျွန်တော်ဗီဒီယိုမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကက်သုံးတဲ့ညီကိုတွေရှိတယ်မလားအဲ့ဒါမှကျွန်တော် Pro version ကိုသုံးကြတာဗျာဒါပေမဲ့လည်းဝယ်မသုံးချင်ဘူးအဲ့ဒါမှပါတဲ့ Pro effect တွေကိုသုံးချင်တယ်ဗီဒီယိုတွေ export ကောင်းကောင်းမွန်မွန်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြမဲ့ application လေးကို download လိုက်ဗျာအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဟာကက် Pro version ကို AACC နဲ့ free သုံးလို့ရမယ်အဲ့တော့ဘယ်ကနေတွားတောင်းမလဲဆိုတော့ကျွန်တော်တို့ဘယ်ကနေပြောရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Happy Mode ဆိုတဲ့ application လေးရှိဖို့တော့လိုတယ်ကျွန်တော်ဖုန်းထဲမှာတော့ရှိတယ်အဲ့ဒါကိုမှ Play Store ဒါမှမဟုတ်ရင် Google ကနေရှာပြီးတော့ထောင်းလိုက်ဗျာ Happy Mode ဆိုပြီးတော့ Happy Mode ကို install တင်ပါလို့ဆိုရှင်ပြီးလို့ရှိရင်ကျွန်တော်ပုံမှန်အသုံးပြုနေတဲ့အတိုင်းပဲဗျာ application တွေဝင်လိုက် Happy Mode ထဲမှာကျွန်တော်ကက်ကိုထည့်ရိုက်ပြီးတော့ရှာပြီးတော့ down လိုက်ပြီးတော့ရင်တော့အကုန်လုံးကို free သုံးလို့ရပါပြီ Okay အဲ့ Happy Mode တွေက down မယ်ဆိုလို့ရှိရင်ကျွန်တော်အကြံပေးချင်တာကသူ recommend ပေးတဲ့ application ကိုထောင်းပါကျန်တဲ့ဟာတွေဆိုလို့ရှိရင်တော့ကောင်းကောင်းမွန်မွန်အလုပ်လုပ်မှလည်းမဟုတ်နေတူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရင်ကဆိုခဏခဏဂုံးစင်းနေဗျာဒါပေမဲ့အဆင်မပြေဘူးဒီတစ်ခါသူ recommend ပေးထားတဲ့ application လေးကို down ပြီးတော့ကျွန်တော်သုံးနေတာတော်တော်လေးမှအဆင်ပြေပါတယ်အဲဒါကြောင့်မို့ကိုညီကိုတွေလည်းတချို့ဆို video edit လုပ်တယ်ဗျာဒါပေမဲ့ဘယ်နာမှဝယ်နိုင်တယ်ဒါပေမဲ့ဘယ်နာမှတော့ဝယ်လို့ဝယ်ရမှလည်းမသိဘူးဘယ်သူရှိမှဝယ်လို့ဝယ်ရမှလည်းမသိဘူးဒါပေမဲ့လေလွယ်လွယ်ကူကူလေးအသုံးပြုချင်တယ်ဆိုတဲ့ညီကိုတွေတော့ကိုပြပြပေးတာပါကဲကျွန်တော်နောက်ဗီဒီယိုဒီမှာပြန်ပြီးတော့တွေ့ကြပါပေါ့